မလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလင်ပေါ်အခြေခံပြီးတော့စကိုင်းရောမန္တလေးရောအများကြီးထိခိုက်ခဲ့တယ်အဲ့ဒီမှာကျမတို့ LGT အနေနဲ့တက်နိုင်သလောက် immediate release အတွက်ပေါ့နောက်ပိုင်း rehabilitation အတွက်ပါပံ့ပိုးမှုတွေလုပ်ခဲ့ပါတယ်ဒီလေးကြီးမျိုးအကြောင်းမှာဆက်ပြီးတော့မှကျောင်းသူကျောင်းသားလေးတွေနေဖို့အတွက် MFP ကနေပြီးတော့တဲ့လေးတွေကိုစထူတန်းပြပါတယ်နောက်တစ်ခုအနေနဲ့လေးကြီးမျိုးအကြောင်းမှာတရားစစ်ရဝရလည်းမလွယ်သေးတဲ့အခါကျတော့အလင်းရောင်ရအောင် MFP ကနေပြီးတော့ဆိုလာမီထူတန်းပြပါတယ်မယနာတင်ကြီးလက်ဆင်ကြောင်းဆိုလဲငရင်ဖြစ်ပြီးဒီမှာလိုအပ်တဲ့ဆိုလာတွေလည်းထူပေးခဲ့တယ်ခဏအောင်မျိုးဘာကကြောင့်ဖရင်းနာနောက်ဘက်ကဘိုးကြီးကြောင့်မှလည်းဆိုလာလူပေးခဲ့တယ်ဒေသမှာဒီအကြောင်းထိခိုက်တဲ့သူတွေလည်းသူတို့ရဲ့ဒီစီအတွက်စိတ်ကူတာမှုအထောက်ပံ့ဖြစ်အောင်နောက်တစ်ခုအနေနဲ့ဟိုတည်ဆုံးသွားတဲ့လူတွေစီနဲ့သူတို့ရဲ့ကုသိုလ်ပြုမှုတွေမှာပါဝင်နိုင်ဖို့အတွက်ပေါ့နော်အမိသားစုဝင်တွေလာပြီးတော့ MFP ကနေပြီးတော့ငွေကြေးထောက်ပံ့တာလုပ်ခဲ့တယ်ပေါ့နော်ဒါတော့ပထမဆုံးငရင်ဖြစ်ဖြစ်ချင်းလုပ်ခဲ့တဲ့အပိုင်းလေးတွေပေါ့နော် immediate release အနေနဲ့နောက်ပိုင်းကိစ္စတွေမှာတော့ကျမတို့စာသင်ကျောင်းတွေအတွက်ပလာစာအုပ်ကစပြီးတော့ထုံတော်ကြီးပညာသင်ကျောင်းတွေအတွက်ဒီ projector တွေ laptop တွေစတဲ့သင်ကြားရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေလည်းကျမတို့အင်တန်ပံ့ပိုးပေးတယ်ခုဆက်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာလည်း LGT နဲ့လုပ်သွားဖို့အတွက်ရည်ရွယ်ထားတာပြင်ဆင်ထားတာတွေအများကြီးရှိပါတယ်ဒီဖုန်းတော်ကြီးပညာသင်ကျောင်းတွေမှာလိုအပ်နေတဲ့ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကျမတို့အနေနဲ့ test one လောက်သင်ကြားရေးဒီမှာဝိုင်းဝန်းပြီးလှုပ်ဆောင်နေပါတယ်။နောက်ရှေ့ဆက်ပြီးတဲ့အခါကျတော့လေမြို့သမီးနဲ့လူငယ်တွေရဲ့ပြန်လည်ထူထောင်ရေးမှာ basic business knowledge လို့ခေါ်တဲ့အခြေခံစီးပွားရေးအသိပညာသင်တန်းတွေနဲ့အတူသူတို့လုပ်ငန်းတွေလက်တွေ့လှုပ်ဆောင်လာနိုင်ဖို့အတွက်ကိုလည်းဒီစကိုင်းမှာရှိတဲ့နေမီမိတ်ဖက်တွေနဲ့ပူးပေါင်းပြီးတော့ဆက်လက်ဆောင်ရွက်သွားဖို့လည်းရည်ရွယ်ထားပါတယ်။